အရာရာဟာဧည့်သည်ပါတယောက်ယောက်ကထားခဲ့ရင်ဝမ်းမနေပါနဲ့တင်လျှောက်ရမယ့်လမ်းကို तू မလိုက်ချင်လို့လည်းဖြစ်နိုင်တယ်လို့ तू သွားမယ့်လမ်းမှာတင့်ကိုမခေါ်ချင်တော့လို့လည်းဖြစ်နိုင်ပါတယ်ဘယ်ခရီးကိုမှအစဆုံးအတူတူသွားရမယ်လို့ဘသူမှလည်းမသက်မှတ်ထားတယ်လို့ဘသူလိုက်မလိုက်တင်ကတော့သွားနေရအောင်မှာဖြစ်ပါတယ်တင်ပါမပါ तू လဲဆက်ရှောင်နေမှာဖြစ်တယ်ငင်ကတော့တွေးခဲ့ဘူးတယ်အဖေနဲ့အမြဲနေမယ်အမေနဲ့အတူတူနေမယ်ဒီတငယ်ချင်းတွေနဲ့ဘယ်တော့မှမခွဲဘူးငါချစ်သူနဲ့ငါတစ်သက်လုံးအတူတူနေရမှာစတဲ့အတွေးတွေကလည်းတွေးခဲ့ဘူးတယ်ကိုရင်ဆင်းရတဲ့အခါမှာသူတို့ကပါဆင်းဖို့ခေါ်ခဲ့ပေမဲ့သူတို့မလိုက်နိုင်ကြတော့တယ်လို့သူတို့ရင်ဆင်းသွားတဲ့အလှည့်မှာလည်းကိုလိုက်မသွားနိုင်ခဲ့ဘူးတေချာတာတော့သူတို့လည်းမသိမချင်းသူတို့ရွေးထားတဲ့လမ်းကိုရှောက်နေရတာဖြစ်ပြီးတော့ကိုကလည်းကိုလမ်းကိုရှောက်ရင်သူတို့နဲ့လမ်းမှာမသိခင်ခဏတွေ့တာဖြစ်ပါတယ်တွေ့တဲ့အချိန်ခဏလေးမှာချစ်ကြတန်ရောစင်တွေတွေ့ကြမုန်းကြဆဲကြဆိုကြနဲ့အချိန်စိတ်ရင်လေကိုလမ်းကိုပြန်လျှောက်ရမှာဖြစ်ပါတယ်ခဏလူသေးတွေနဲ့ထပ်တွေ့ရပြီးတော့လေခဏခွဲရပြန်တယ်ခဏပျော်ရွှင်ရပြီးတော့နောက်တော့လေခဏငုံရင်ခွဲရပြန်တယ်ခဏလွမ်းမိကြသလိုတစ်ခါတလေလဲနာကြီးတတ်ကြပြန်တယ်ဒါကြောင့်တင့်ဘဝတွေကိုလူသေးတွေဝင်လာရင်သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပါကြိုတွေးထားပါကိုထားခဲ့ရမယ့်အချိန်ကိုပြင်ဆင်ထားပြီးတော့လေသူတို့ထားခဲ့ရင်လေကိုဘလို့ရှင်သန်နေခဲ့ရမယ်ဆိုတာကိုလေကြိုပြီးတော့စဉ်းစားထားပါသူတို့လာနေတော့လေကိုတက်နိုင်တဲ့လောက်အဲ့ဝဲကြည့်အောင်ကြိုးစားပါသူတို့မရှိရင်လည်းတင်နေတတ်အောင်ပြင်ဆင်ထားပါအပြုံးနေတောင်ခဏပဲခံရင်အမုန်းတွေကိုအကြာကြီးမွေးမထားပါနဲ့အလွမ်းတွေကိုအရသာမခံချင်ပါနဲ့အညိုးတေးတွေကိုအယောင်မတင်ပါနဲ့တွေ့ချင်းဝမ်းသာအားရနှုတ်ဆက်ရင်လည်းပြန်ချင်းရောက်ရင်လည်းဖတ်တယ်မထားပဲလမ်းခွဲတတ်အောင်ကြိုးစားပါဟုတ်ကဲ့ကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့နှလုံးသားတွေထဲမှာအကြာကြီးရှိမနေမှာတေးကြတဲ့သူတွေနဲ့အကြာကြီးဖြစ်နေမှာမဟုတ်တဲ့ကိစ္စတွေကိုထည့်ပြီးတော့လေတော့ခတ်မထားနဲ့ခဏလာပြီးခဏနေပြန်ထွက်သွားမဲ့ဘသူ့ကိုမဆိုလဲအတင်းကျပ်စုပ်ကိုင်မထားနဲ့မတော်ပါနဲ့လို့လည်းမတားပါနဲ့ဝင်လာပါစီပြန်သွားခြင်းလဲသွားပါစီလာနေတုံးလေးမှာပြုံးနေပြီးတော့ပြန်ထွက်သွားရင်မငိုဘဲနဲ့ပြုံးထားပါမိတ်ဆွေသင်ခံစားမှုတွေကိုတော့ခတ်မထားပါနဲ့နှလုံးသားတကားကိုအသာလေးသာစိတ်ထားလိုက်ပေါ့